AI ကူညီနေဒီလို PowerPoint slide အမိုက်စားတွေကိုပေါ့နော်ကလစ်လေးတစ်ချက်ခောက်နေလုပ်လို့ရနေပါပြီသူကတော့ဒီ Gamma ဆိုတဲ့ free သုံးလို့ရတဲ့ website လေးပေါ့နော်သူ့ထဲဝင်လိုက်ပြီဆိုလို့ရှိရင် sign up ဆိုတဲ့နေရာမှာ Gmail နဲ့ပဲလောလောကူကူ free account ဖွင့်လိုက်လို့ရတယ်ပေါ့နော်ပြီးရင် generate ဆိုတဲ့ထဲဝင်လိုက်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ထဲမဲ့ PowerPoint slide ရဲ့ cut အရေးအတွက်နဲ့ကျွန်တော်တို့ PowerPoint slide ရဲ့ ratio ကိုစိတ်ကြိုက်ရွေးချယ်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဒီသူပေးထားတဲ့ text box ထဲမှာကိုယ်စိတ်ကြိုက် keywords တွေရိုက်ထည့်လိုက်အောင်ပဲပေါ့နော်အဲကြလို့ရှိရင်သူ့ AI နဲ့ auto generate လုပ်ပြီးတော့ကျွန်တော်တို့ slide တွေပြန်ထုတ်ပေးပါလိမ့်မယ်ခင်ဗျပြီးရင်အရင်ဆုံးကြားလာတဲ့ draft slide တွေကိုကြည့်ပြီးတော့ပေါ့နော်ကိုမလိုချင်တဲ့ slide ကိုဖြတ်တာတို့ကိုလိုချင်တဲ့ slide ကလေးကိုစာရိုက်ပြီးပြန်ရိုက်ထည့်တာတို့လုပ်လို့ရပါတယ်ခင်ဗျအားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ generate ဆိုတာကိုနှိပ်လိုက်တာနဲ့သူက AI က create လုပ်ပေးတဲ့ PowerPoint slide တွေပြန်ထွက်လာမှာပေါ့နော်ကျွန်တော်ကတော့ဥပမာအနေနဲ့ပေါ့နော်ဒီ construction business တစ်ခုနဲ့ဆိုင်တဲ့ project management PowerPoint slide လေးကိုဖန်တီးခိုင်းတာဖြစ်ပါတယ်ခင်ဗျကြည့်လိုက်မယ်ဆိုလို့ရှိရင်သူ့ AI ကပြန်ထုတ်ပေးထားတဲ့ PowerPoint slide တွေကတော်တော်လေး result ကောင်းတဲ့ထဲပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ထဲမှာပါတဲ့ title တွေကျွန်တော်တို့ context တွေကိုကိုယ်စိတ်ကြိုက်ကျွန်တော်တို့ edit လုပ်လို့ရပါတယ်ခင်ဗျပြီးရင် slide တွေထပ်ထည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်းလောလောကူကူစာလေးရိုက်ပြီးတော့ထပ်ထည့်လိုက်လို့ရတယ်ပေါ့နော်သူ့ရဲ့ပြန်ထုတ်ပေးတဲ့ result လေးရတော်တော်ကောင်းတဲ့အတွက်ပေါ့နော်ကျွန်တော်တို့ရုံးသမားတွေပဲဖြစ်ဖြစ်ကျောင်းတက်နေတဲ့ကျောင်းသားတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ presentation လေးကိုလုံးဝအမိုက်စားဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီ website လေးကိုအသုံးပြုလို့ရပါတယ်ခင်ဗျပြီးတော့သူက free ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော် clothing business တစ်ခုအတွက်ပေါ့နော်သူ့ AI ကိုသုံးပြီးတော့ PowerPoint slide လေးထုတ်ခိုင်းထားတာဖြစ်ပါတယ်ခင်ဗျကိုစိတ်ကြိုက်အားလုံးပြင်ဆင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘေးဘက်ကိုသွားပြီးတော့ PDF file အနေနဲ့ပဲဖြစ်ဖြစ် PowerPoint file အနေနဲ့ပဲဖြစ်ဖြစ်ကျွန်တော်ထုတ်လိုက်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ AI ကူညီနဲ့ PowerPoint slide အမိုက်စားတွေကိုဖန်တီးခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ website လေးကိုသုံးကြည့်ဖို့အကြံပေးပါတယ်ခင်ဗျ